သူကသူမကိုမင်းအခုချက်ချင်းထွက်ပြေးဖို့လိုတယ်ငါဒါအတွက်ပြင်ဆင်ထားပြီးသားပါလို့ပြောခဲ့တယ်မင်းမျိုးစီဥတီမဲ့တင်မောကမင်းကိုစောင့်နေတယ်ဒါပေမဲ့သူမကခေါင်းခါလိုက်ပြီးငါဘဝတစ်ခုလုံးထွက်ပြေးရင်းနဲ့ပဲအချိန်ကုန်ခဲ့ရတာငါကဘာကနေထွက်ပြေးဖို့စူးစမ်းရင်းနဲ့ပဲဒီကိုရောက်လာခဲ့တာလို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပူရောဟိတ်ကြီးနဲ့တိတ်တဆိတ်ပူပေါင်းနေတဲ့နန်းတွင်ဂီတပညာရှင်ရောက်လာခဲ့တယ်။ဒန်ဘီဟာတကယ်ပဲအနာဂတ်ကလာတာလို့ယုံကြည်ပြီးပူရောဟိတ်ကပညာရှိကိုတတ်ဖို့သူ့ကိုအမိန့်ပေးခဲ့တာပါ။ဂီတပညာရှင်ကပူရောဟိတ်ကိုဒါအမှန်ဆိုရင်သူကပိုတောင်အနေရများသေးတယ်။သူ့ကိုရှင်းပြရမယ်လို့ပြောခဲ့တယ်။ဂီတပညာရှင်ကဒန်ဘီကိုမြင်းပေါ်တင်ပြီးတောအုပ်ထဲရောက်တဲ့အထိအတကုံမောင်းလာခဲ့တယ်။အဲ့ဒီမှာသူကသူမကိုမင်းကလေးတယောက်ဆိုတာငါသိနေတာကြပြီ။ဒါပေမဲ့ချဖို့စူးစမ်းလူကောင်းတယောက်ပါမင်းရဲ့လှုပ်ဝက်ချက်ကိုငါထိမ့်သိမ်းပေးပါမယ်လို့ပြောတယ်။သူမကဒါဟာရွေချက်ရှိလောက်တာမဟုတ်ပဲယောက်ျားလေးတယောက်အတွက်ပေးတဲ့အလုပ်ဖြစ်လို့မလွဲမရှောင်သာလက်ခံခဲ့ရတာလို့ရှင်းပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာပူရောဟိတ်ကြီးကဒန်ဘီတင် जा ပေးခဲ့သမျှအရာအလုံးကိုဖျက်ဆီးပစ်ဖို့အထူးသဖြင့်သူမတီထွင်နေတဲ့စာရေးသားအစ်စ်ကိုပေါ့သူတို့ကရိုးရာအတိုင်းပဲသွားရမှာဖြစ်ပြီးအဲ့ဒီကောင်လေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှားရမယ်လို့ဆိုတဲ့ဒါပေမဲ့ဘရင်ကြီးကလက်မခံနိုင်ပဲသူမကိုရှာဖို့မြင်းစည်းပြီးထွက်လာခဲ့တယ်တောအုပ်ရဲ့အခြားတနေရာမှာတော့အဆောင်တွေကဒန်ဘီနဲ့ဂီတပညာရှင်ကိုထွက်ပြေးခိုင်းပြီးအဆောင်တွေကိုတားဆီးတိုက်ခိုက်နေတော့မိဖုရားခေါင်ကြီးကိုယ်တိုင်ခြေထောက်တွေတွေးထွက်နေရင်ရောက်လာခဲ့တယ်သူမဟာသူတို့ကိုအသေးအတန်ရှာဖွေရင်းဒီအထိအပြေးလွှားလာခဲ့တာပါဒန်ဘီကလမ်းခွဲတစ်ခုကိုရောက်တဲ့အထိဆက်လျှောက်လာပြီးဘယ်ကိုသွားရမှန်းမသိဖြစ်နေခဲ့တယ်အဲ့ဒီနောက်နေမင်းကြီးဟာဂျိုဆွန်းရဲ့နာယီပဲလို့ဘရင်ကြီးတခါကပြောခဲ့ဘူးတာကိုသူမသတိရသွားတယ်။ဒါကြောင့်သူမဟာနေအောင်ကြီးနောက်ကိုလိုက်သွားရင်းပင်လယ်ပြင်ကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီမှာဘရင်ကြီးကသူမကိုအစင်သင့်စောင့်ကြိုနေခဲ့ပါတယ်။အဲ့ဒီညမှာသူတို့ဘေးချင်းရှင်ထိုင်ကျယ်တွေကိုကြည့်ခဲ့ကြတယ်။သူမကအနာဂတ်မှာတော့ကျမတို့ဒီလိုကျယ်တွေကိုမမြင်ရတော့ဘူးအတောက်ပဆုံးကျယ်တွေကိုပဲမြင်ရတော့တယ်လို့ပြောတယ်။သူကအခုကြည့်လိုက်ပါမင်းမြင်နေရတဲ့ကျယ်တွေကမင်းကြည့်ဖို့ရွေးချယ်ထားတဲ့ကျယ်တွေပဲလို့ပြန်ပြောခဲ့တယ်။ဒါပေမဲ့ခဏရက်ပြီးတေချာကြည့်မယ်ဆိုရင်ပိုပြီးမြင်လာရလိမ့်မယ်။အဲ့ဒီကျယ်တွေကအမြဲတမ်းရှိနေခဲ့တာပါ။မင်းကြည့်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကြာမှပေါ်လာတာပါ။နှလုံးသားကအလိုရှိတဲ့အရာကိုမျက်စိကမြင်ရတာမျိုးပေါ့။ခိတတိတ်ဆိတ်သွားပြီးနောက်ဘရင်ကြီးကသူမကိုချစ်မြတ်နိုးကြ။အောင်းဖွင့်ထားခဲ့တယ်။မှုမဲ့တွေတင်မကပဲတာမန်ပြည်သူတွေပါတင်ယူနိုင်ဖို့ပုံမိုလွယ်ကူတဲ့စာပေအသစ်တစ်ခုကိုဖန်တီးခြင်းတယ်လို့သူကပြောခဲ့တယ်။သူမရုတ်တရက်တစ်ခုခုကိုသတိရသွားပြီးအနာဂတ်ကငွေစက်ကူကိုထုတ်ကြည့်လိုက်တဲ့အခါငွေစက်ကူပေါ်မှာသူ့မျက်နှာပုံနှိပ်ထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်ကျမှသူတကယ်ပဲအောင်မြင်လိမ့်မယ်ဆိုတာသူမသဘောပေါက်သွားခဲ့တယ်။ဘရင်ကြီးနန်းတော်ပြန်ရောက်တဲ့အခါပြည်သူတွေကိုကောင်းကောင်းအမှုထမ်းတဲ့သူတွေကိုလစာစတင်ပေးတော့မယ်လို့ကြေညာခဲ့တယ်။ပူရောဟိတ်ကြီးကအံ့ဩဖွယ်ကောင်းလောက်အောင်သဘောတူခဲ့ပြီးပြည်သူကိုအကျိုးပြုတဲ့သူကိုစုချတင်တယ်လို့ပြောခဲ့တယ်။ကိုဆန်အပေါ်ဘလို့ထင်လဲလို့သူကမေးပေမဲ့တရားရုံးကဘသူမှသဘောမတူကြဘူးသူတို့ကကိုဆန်ကိုနေနေတန်ပေးဒါမှမဟုတ်ကိုမြတ်တင်တယ်လို့ယုံကြည်ကြတယ်ဒါတောင်မှဒန်ဘီဟာပူရောဟိတ်တွေမသိအောင်ဘရင်ကြီးကိုတင်ချာစာအရေးသားနဲ့စင်ကျင်တုံတရားတွေကိုတိတ်တဆိတ်ဆက်လက်တင်ကြားပေးခဲ့တယ်ဒီမှာနန်းတော်ထဲလျှောက်သွားရင်မိဖုရားတိတ်တဆိတ်ပုံးဤပတ်ပြီးခောက်ဆွဲစားနေတာကိုသူမတွေ့ခဲ့တယ်ကိုလေးချိန်တက်ပြီးရုပ်ရည်ပြတ်မှာဆိုလို့သူမကိုအစားအများကြီးမစားဖို့တားမြစ်ထားကြတာပါဒန်ဘီကသူမရဲ့အတင်စားခောက်ဆွဲမှုကိုပေးခဲ့ပြီးမိဖုရားကြီးကလက်ခံစားတောက်ရင်းစကားတွေပြောဖြစ်ခဲ့ကြတယ်အဲ့ဒီအချိန်ကစပြီးသူတငယ်ချင်းတွေဖြစ်သွားကြပါတယ်